ကျွန်တော်အမြင်မှာတော့ပါချလို့ပြီးတယ်မြန်မာနိုင်ငံကပါချဆိုတာကတစ်ခါကပြောမယ်ဆိုရင်ပါအမျိုးမျိုးရှိတယ်မတူညီတဲ့ပါအမျိုးမျိုးကတိခွာပါတောင်စလာပါလေးစီပါအစရှိတဲ့ဖြစ်ပါနော်ပါမျိုးဆိုကယာနဲ့ချီပြီးတော့မြန်မာနိုင်ငံမှာလူမျိုးပေါက်ဆိုရှိတယ်အဲ့ဒါမြန်မာနိုင်ငံအတာဖြစ်တယ်စစ်ကောင်စီကကြောကျနေတာကပါလဲဆိုရင်ကျွန်တော်စီလုံးချင်းကိုစစ်ကောင်စီကကြောကျကျွန်တော်တို့ရဲ့ညီငွေချစ်ကိုစစ်ကောင်စီကထိလာတယ်ကျွန်တော်အမြင်မှာဆိုတော့ဒီနေ့မြန်မာနိုင်ငံတနိုင်ငံလုံးအတိုက်အတာပဲဖြစ်ဖြစ်ချီပင်းနဲ့တပင်းနဲ့လို့အတိုက်အတာပဲဖြစ်ဖြစ်ကြည့်မယ်ဆိုရင်ဒီနေ့လောက်ကျွန်တော်တို့ချီလူမျိုးတွေစူးစီးတာကိုနိုင်ငံရေးအရကျွန်တော်မတွေးဖူးသေးဘူးလို့ပြောရတော့ကျွန်တော်မှားမယ်လို့မထင်ဘူးတနိုင်ငံလုံးအတိုက်အတာနဲ့ကြည့်မယ်ဆိုရင်လည်းကချင်ကရင်ချင်းပိုစခိုင်ရှာပမာဒီလောက်စူးစီးတဲ့အမျိုးသားညီညွတ်ရေးနော်ကိုတွေးဖူးကြလာတော့ကျွန်တော်မြန်မာဆိုရတော့ဒီနေ့ကျွန်တော်ရဲ့အခုကတော့ကျွန်တော်တို့မျက်စိစိတ်မှာပေါ်တာကိုတွေ့နေရတယ်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ပြောချင်တာတို့ဒီပြဿနာလေးတွေကတော့တချို့တနေရာမှာချီးပြနေတာမကဘူးနော်ရခိုင်ပြနေတာမကဘူးချင်းရခိုင်ရှာမွန်ဘောနော်ဥမာကချင်ကရင်ကေမီအကိုလို့ဒီမှာဒီပြဿနာလေးတွေကတော့ဘလို့ပဲဖြစ်ဖြစ်ခုကရှိနေကြပါတယ်ဒါကတော့တစ်ဖက်ကပြောမယ်ဆိုရင် community မှာဖြစ်တဲ့ပြဿနာကတော့ community မှာသွားဖြစ်စီရအောင် data အတွင်းမှာရှိတဲ့ပြဿနာကတော့အဲ့ဒီ data မှာကိုသွားဖြစ်စီရပါလိမ့်မယ်ပြည်နယ်မှာဖြစ်တဲ့ပြဿနာကအဲ့ဒီပြည်နယ်ထက်မှာသွားဖြစ်စီရပါလိမ့်မယ်အဲ့ဒါကြီးကိုကျွန်တော်ကဒီဖက်ပြည်ထောင်စုအထိကိုယူလာပြီးမှပြည်ထောင်စုစိတ်ဓာတ်မှာရှိတဲ့ဥစ္စာကိုသွားရောထွေးဖို့ကတော့ဘယ်လိုပြောမလဲမကောက်ဘူးပေါ့နော်ကျွန်တော်မြန်မာဆိုအဲ့လိုတော့မဖြစ်သေးဘူးဥမာမိသားစုမှာဖြစ်တဲ့ပြဿနာမိသားစုမှာဖြစ်စီရပါရက်ကွက်မှာဖြစ်တဲ့ပြဿနာရက်ကွက်မှာဖြစ်စီရပါဆိုတော့ရက်ကွက်တစ်ခုမှာဖြစ်နေတဲ့ပြဿနာကိုဒီဖက် national politics မှာတွားထက်တွင်းနေတော့ဒါတွေကတော့မကောက်ဘူးလို့ထင်တယ်ဒါလည်း Federal Democracy စာချီစာလို့လည်းအဲ့လိုမဟုတ်ဘူး Federal Democracy ဆိုတာကပါလဲဆိုရင်အစိုးရကိုလူထုနဲ့အနည်းဆုံးမှထားရမယ်ဆိုတာပါပဲတကယ်တော့ပြောမယ်ဆိုတော့လူချီပီတူလူထုနဲ့အနည်းဆုံးမှနေတဲ့အဖွဲ့အစည်းကဘာတူလဲဆိုတော့အဲ့ဒီလူထုနဲ့အနည်းဆုံးမှရှိနေတဲ့နော်ဒီအဖွဲ့အစည်းတွေကရက်ကွက်အုပ်ချုပ်ရေးပဲဖြစ်ဖြစ် data အုပ်ချုပ်ရေးပဲဖြစ်ဖြစ်အဲ့ဒါကိုကျွန်တော်လိမ့်စားဖို့လုပ်ပါထုံနေတူပဲကျွန်တော်ပြည်ထောင်စုအစိုးရက Federal အစိုးရပုံစံကချီပင်းနဲ့မှဖြစ်တဲ့ပြဿနာပေါ်ပါကျွန်တော်ကပြဿနာအသေးပဲဖြစ်ပေါ့နော်ကျွန်တော်ကအဲ့ဒီ data ခါတက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ကိုဝိုင်းဝန်းပြီးတော့ဖြစ်စီရပါလိမ့်မယ်ဒါပေမဲ့ပြောချင်တာကတော့ဒီပြဿနာတွေအလုပ်ကတော့ကျွန်တော်ကကြော်လွှားပါလိမ့်မယ်ကြော်လွှားဖို့လဲရှိပါတယ်ကြော်လွှားရလဲကြော်လွှားချီပြည်သူလူထုကဒီပြဿနာကိုစီဒီဖြစ်လဲတရားမှတရားချီပြည်သူလူထုကဒီပြဿနာကိုဖြေရှင်းနိုင်တယ်လို့ဆိုတာကျွန်တော်တရားမှတရားယူချင်တယ်မြန်မာပြည်သူလူထု54ယောက်မှာ48ယောက်ကစီရနုပမောမှာရောက်သွားဟိုတို့ကစာတအိတ်ကဟိုတို့က2000ကျော်ပေါ့အခုကဆိုတသိန်းကျော်ဆိုတော့ဒီ inflation လို့ခေါ်တဲ့ဈေးနှုန်းကဘယ်လောက်တက်တယ်လဲဆိုရင်2ဆ4ဆလောက်တက်သွားတော့ကိုတွေ့ရတယ်ခုဆိုတော့တာပေါင်း4တာ2တာကျော်ကအုံးမဲ့အိမ်မဲ့ဖြစ်သွားပြီပြောပြဆိုတော့ဒုက္ခတဲ့ဖြစ်သွားပြီပြောချင်တာကတော့မြန်မာလူဦးရေ54တာမှာ2တာဆိုတော့54ယောက်ရှိတဲ့နေရာတိုင်းမှာ4ယောက်နိပါကအိမ်မရှိတော့အဲ့လိုနားလည်းပို့ပြီးရှိတယ်ဒါအပြီးအခုဆိုတော့ဖျားเจ้าစာတီเจ้าလူနေအပါဝေးသူတဖြစ်စကိုင်းမဆိုတော့အခုအားလုံးကိုကြည့်မယ်ဆိုချုံကိုတနိုင်ငံလို့ဆိုရင်9000ကျော်ကသူတို့မီရှိုဖက်စလိုက်အဲ့မှာဖူးเจ้าလည်းပါတယ်အရာเจ้าလည်းပါတယ်စာတီเจ้าလည်းပါတယ်စေုပ်စစ်နိုင်ငံတကာဖက်ကိုကြည့်မယ်ဆိုရင်လည်းသူတို့ဒီအခုဘယ်လိုလုပ်နေတယ်လဲဆိုရင်မြန်မာနိုင်ငံကိုတို့ကူညီချကြတယ်ဒါပေမဲ့တကယ်ကိုကူညီတော့မယ်ဆိုရင်သူတို့က
လာချောဟာခုပဲဆိုတခုကတော့ရာကိုကနေပြီးတော့ကူညီတဲ့လာချောပေါ့ဒါကပြောမယ်ဆိုရင်ဒူလာတမက်ကလာချောဆိုတော့ဒီလာချောကိုကြည့်မယ်ဆိုရင်သူတို့ဒီဘာကိုတွေ့ရတယ်လဲဆိုတော့ဒီစစ်ကောင်စီရဲ့ framework လို့ခေါ်မှာပေါ့နော်စစ်ကောင်စီကလှုပ်ထားတဲ့ဘောင်အတွေ့မှာလို့ရမှာအခုစစ်ကောင်စီကလုံနေတာတခုပဲရှိတယ်ဗီဇာပဲသူတို့ပေးနိုင်တယ်နိုင်ငံတကာရဲ့မြန်မာနိုင်ငံကိုတွားမဲ့လူတွေဗီဇာကိုပဲထုတ်ပေးနိုင်တယ်ဂျာရာဘာတခုမှဝါဆောင်မပေးနိုင်ဘူးဂျာမာရေးဝါဆောင်မှုလည်းမပေးနိုင်ဘူးပညာရေးဝါဆောင်မှုလည်းမပေးနိုင်ဘူးလူသားစာလည်းမပေးနိုင်ဘူးဆိုတော့ဘာတခုမှကိုခုကမြန်မာနိုင်ငံတခုလို့ကိုကြည့်မယ်ဆိုရင်စစ်စစ်တာပေါ့နော်စစ်စစ်တာခွဲဒီနေ့ထိဆိုတော့စစ်ကုတ်တနိပစားရှာမရှိတော့သမီးတနာတော့ပဲစားအခုနကျွန်တော်ပြောသလိုစားစီစိတ်ကလေးစားတော့တဲ့တယ်ဆိုတော့ဘလုံးနဲ့မြန်မာနိုင်ငံဥမာယာကူမျိုးတို့မန္တလေးမျိုးတို့နေပြည်တော်တို့ပါတလားကိုဥမာ3သေးလောက်ရတယ်မနေ့စားတာကိုက3000လောက်မိသားစုတစ်ခုကိုတကယ်စားမယ်3000လောက်ကုန်နေဆိုတော့လာစားတလားရတာတရက်စားဖို့တော့မလောက်တော့ဖြစ်ဆိုတော့ရက်30အတွင်းအဲ့ဒါတရက်စားဖို့ကိုဘလို့နေမလဲဒါနားလေရခက်နည်းနည်းပြနောက်ပြဆိုပြီးတော့ပြောမယ်ဆိုရင်ဆက်စစ်တာကစားရှာမရှိဘူးเนาะစကူတာနေပါပေါ့လောဆရာဆိုတော့နိုင်ငံတကာကိုအကူအညီတောင်းတယ်ကျွန်တော်တောင်းတယ်ဥမာအမေရိကန်နိုင်ငံမှာ Burma Act NDA ဆိုတာဟာလေဥပဒေဖိနဲ့ပြတ်ထားတယ်ဒါကိုပြတ်ထားနိုင်ဖို့လဲကျွန်တော်ကိုစုညာစုစစ်တင်များလုပ်ခဲ့တယ်နောက်ကွယ်ပါပဲတကယ်တော့သူတို့ပေးရမယ့်အခါမှာဆိုရင်လေအခုနအကြပ်ပဲစစ်ကောင်စီကဆွဲထားတဲ့ framework မှာနိုင်ငံတကာအကူအညီကတွားနေတာကိုတွေ့ရတာတော်တော်များများပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ရဲ့အဓိကဒီနှစ်ခရီးစီကဘာကိုပြောတယ်လဲဆိုတော့ two pronged approach လို့ခေါ်တယ်နှစ်ဖက်စလို့ကိုကူညီပါဆိုတာအတူချုံနဲ့ပြောမှာဆိုရင်အခုကလက်တွေ့ကိုမကြတော့ဆိုပါစို့အခုကဒီလွတ်မြောက်နေမယ်လို့ခေါ်မယ်ကျွန်တော်ရဲ့ထေးချိုးဒီနေမီတွေကစစ်ကောင်စီကခုဆိုရင်မြန်မာနိုင်ငံရဲ့20ရာခိုင်နှုတ်တော်မှတကယ်တော့သူတို့ရာကိုမဒလေးနေပြီးတော့နဲ့တခြားဒီမြို့တွေကလွတ်လို့သူတို့မှမထိချုံတော့ဆိုတော့မြန်မာနိုင်ငံရဲ့ပထဝီအနေထားရဲ့90ရာခိုင်နှုတ်ကျော်ဟာလူထုကထိချုံပြီဆိုတော့အဲ့ဒီလူထုစီကိုအကူကြီးကမရောက်ဖြစ်နေဘာလို့အခုကဒီထိချုံနေမယ်90ကျော်မှာနိုင်ငံတကာကတွားဖို့ကအချပ်ပဲစစ်ကောင်စီကခွင့်မပြုဘူး။ဒါရှိနေပဲဒါပြည်သူတွေနားလည်းဖို့လို့ဥမာဆိုပါဆိုရာကိုကနေပြီးတော့နိုင်ငံတကာဖွဲ့စည်းကချိပင်းကိုကူညီလာပေးမယ်ဆိုရင်ခွင့်မပြုတော့အဲ့ဒီဖွဲ့စည်းကခွင့်ပြုချက်ပဲနဲ့ကြေတောင်းရမလဲမသိနေပြည်တော်ကမကြိုက်မတော်နဲ့ဖျားလေးဖျားပေါ့နော်စစ်ကောင်စီမှာရက်ဆက်ကြကြတဲ့ဖျားလေးဖျားစီတယ်စေဝါတွေဖျားထားတယ်စာစီတွေဖျားထားတယ်communication တွေဖျားတယ်ဆိုတော့ဒါတွေအားလုံးကိုကြည့်မယ်ဆိုရင်ကျတို့ဟာနိုင်ငံတကာကအကူအညီကိုပေးရမယ့်အခါမှာအခုနလိုစစ်ကောင်စီဖက်က framework ကိုတွားနေတဲ့အကူအညီရှိတယ်လို့အခုဆိုတော့လွယ်မြောင်းနေမြေဒီမှာတွားမဲ့အဲ့ဒီ95ရာခိုင်နှုန်းလောက်လွယ်မြောင်းနေမြေရှိပိတာနေရာမှာတွားမဲ့ဥပမာ NUG မှာတစ်စစ်တိုင်းတိုင်းလည်းနဲ့ကြိုင်တွေမှာတစ်စစ် ERO NUGနော်ပြီးမှကျွန်တော်ဒီပါလဲ CSO နော် private sector အဲ့ဒီဘက်မှာတွားတဲ့လာကြောက်ဟာကျွန်တော်ဖောက်ဖို့လို့တယ်အဲ့ဒါကိုကျွန်တော်အနေနဲ့ကတော့အဲ့ဒါကိုမရအောင်ကိုတော့ကျွန်တော်ဝစီဌာနအနေနဲ့ကတော့ကိုစုညာဆိုစစ်တမြနိုင်ငံတကာဘယ်နိုင်ငံမဆိုဘယ်ဖွဲ့စည်းမဆိုအဲ့လာကြောက်နှစ်ကြောက်ကိုမတွားရတော့ဘလို့နဲ့မှနိုင်ငံတကာကူညီဒီလိုအားနေတဲ့ဘီတူလူထုစီကိုရောက်ဖို့ဆိုတာတော့ပြောဖို့မလို့တော့မရှိတော့ကျွန်တော်ကမိရှိကိုပြချွားမယ်ဆိုတော့ဆိုတော့ဒီ two pros ကိုတွားမယ်စစ်ကောင်စီလာကြောင်းဖောက်ထားတဲ့ဥစ္စာကိုတွားနေတာကိုရတာပါလို့ကျွန်တော်မပြောဘူးနော်မပြောခန္ဓာကိုယ်ကလက်နှစ်ဖက်ရှိတယ်လို့လက်တစ်ဖက်ကလည်းဒီဖက်ကိုလှုပ်လက်တစ်ဖက်ကလည်းဒီဖက်ကိုလှုပ်လက်တွေးကြရမယ်စစ်ကောင်စီဘက်ကတွားတာကအဲ့ဒီ25ရာခိုင်နှုန်းသို့မဟုတ်20ရာခိုင်နှုန်းသူတို့ထိချုနေတဲ့နေမျိုးကိုတွားမယ်ဒါပေမဲ့ကျွန်တော်ထိချုတဲ့နေမျိုးပါစစ်ကောင်စီကဥပမာပြောမယ်ဆို NUG ရဲ့ framework နဲ့
EROD ရဲ့ framework နဲ့ကျွန်တော်ဒီဒေါ်လာရရှိတဲ့ framework ကကျွန်တော်ရဲ့စစ်ကောင်စီရဲ့ framework နဲ့ independent ဖြစ်တယ်လောလောဖြစ်တယ်လုံးဝမတူဘူးဆိုတော့အဲ့ဒီ framework တစ်ခုအောက်မှာနိုင်ငံတကာအကူအညီကတွားမှဆိုတော့ကြာမိုင်ဝါဆောင်ကိုပေးနိုင်မယ်တင်ရဲဝါဆောင်ကိုပေးနိုင်မယ် local governance တွေဖွဲ့စည်းနိုင်မယ်ပြည်နယ်အစိုးရတွေဖွဲ့စည်းနိုင်မယ်ပြည်ထောင်စုအစိုးရလည်းဒီထက်အားကောင်းတဲ့ strategic governance ကဖြစ်လာမှာဖြစ်တာပေါ့ဒါမှမဟုတ်ပဲနဲ့ကကျွန်တော်ဘလို့နဲ့နိုင်ငံတကာဟာလဲကျွန်တော်ကိုဒီလောက်ခက်ခဲတဲ့အချိန်မှာကျွန်တော်ကိုနော်ခုနအဲ့ဒီ two pros ကိုမတွားပဲနဲ့လာကြောက်တခုစစ်ကောက်စီ framework ကိုပဲတွားရမှာအဲ့လိုပြောနေလေနိုင်ငံတကာတွေလည်းမှားပါလိမ့်မယ်တမိုက်မှာသူတို့မှားပါလိမ့်မယ်နိုင်ငံတကာဖွဲ့စည်းတွေနဲ့ကျွန်တော်နဲ့ကတော့ competition မဖြစ်ဘူးမဟာဗျူဟာအရာ competition မရှိဘူးဒါပေမဲ့လည်းကျွန်တော်ဒီမဟာဗျူဟာအရာကျွန်တော်ဒီ cooperation ရှိရမယ်မဟာဗျူဟာအရာကျွန်တော်ဒီဘယ်လိုပြောမလဲဒီ strategic complementary ပေါ့နော်တစ်ခုနဲ့တစ်ခုက complementary ဖြစ်နေရမယ် collaborate ဖြစ်နေရမယ် cooperation ဖြစ်နေရမယ်ဆိုတော့ပြချိုးရမယ်ဆိုတော့နိုင်ငံတကာဟာလည်းအကူအညီပြည်သူလူထုရတာကိုမြင်ချင်တယ်ကျွန်တော်ကလည်းမြင်ချင်တယ်မမြင်ချင်တာကစစ်ကောင်စီတစ်ခုပဲဖြစ်စီတယ်ဒါကြောင့်မလို့အဲ့ဒီကျွန်တော်ဒူညီတဲ့ value တာဖို့ကိုကျွန်တော်ကြည့်ပြီးမှနိုင်ငံတကာနဲ့ကျွန်တော်တွားနိုင်ဖို့အရေးကြီးတဲ့အကြောင်းဖို့ဒီခီးစီမှာကျွန်တော်ကတော့ကိုစုညာဆိုစစ်တများဒီနိုင်ငံနဲ့ဒီကုလသမဂ္ဂနဲ့ဒီBBC ရဖွဲ့စည်းတဲ့အလုပ်ကိုကျွန်တော်ကပြောနိုင်ဖို့ဆိုပါကိုစုညာဆိုစစ်တများတော့ပြစ်ထားပါတယ်ကျေးဇူးပါ